ဟုတ်ရင်တော့အားလို့ပဲဗျရင်လိန်ရင်ကြီးကြီးလေးလိမ့်လိမ့်မမာလေးနဲ့ဟိုပြန်နေမယ်လို့ကျွန်တော်ဆုံးဖြတ်ထားတဲ့ခါမြကျွန်တော် gain ဆော့တယ်ဆိုတာကျွန်တော်ဒီလိုနေထားပါတော့တင်ရပြီ If you want some money ဖေလုံးမလီးပဲကွာဆောင်းတက်အခက်လီးပဲဘာကိစ္စနဲ့ဒီကောင်ဒီအိုးရဲရအောင်လဲလီးပဲကွာအကောင်းပြတော့ငါဒီကနေထွက်လို့မရဒီအပင်တော့ငါမှကြော်လို့မရဘူးလားကွာလီးရေစောက်သုံးစားမရတာအမှန်တရားဗျာဒီလိုဂိမ်းနေဆိုတာကျွန်တော်အုံနောက်သုံးစော်ရတဲ့ဂိမ်းနေလောင်စရာတစ်ခုမှမရှိရအမှန်တရားဗျာဒီအောက်ကဖပဲမှန်တယ်ကျွန်တော်ဒါဘယ်လိုပြောမလဲအစမလို့နည်းနည်းလေးကြာသလိုဖြစ်သွားတာဒါဒီကနေစပြီးတော့ဒါကျွန်တော်တွေ့တော့ဘယ်လိုပြော easy တိုးတယ်လိုက်မှာစိတ်ကြီးတော့မင်းတို့ကိုပြောချင်တာကွာဘာမှမခက်ခဲဘူးအရေးကြီးတာအုံနောက်ပဲအုံနောက်များများသုံးကလေးတွေဆိုရင်တော့ဒါဆော့ခက်လိမ့်မယ်ကွာကလေးအုံနောက်နဲ့ဆိုတော့ဆော့ခက်လိမ့်မယ်ဒါပေမဲ့ဘယ်အရာမှမခက်ခဲဘူး Nope In a certain way